Hello everyone. How's it going? ဒီတစ်ခါတော့ grammar ကဏ္ဍလေးပါများသောအားဖြင့်to ရဲ့နောက်မှာ verb infinitive လိုက်လေးရှိပေမဲ့အမြဲတမ်းတော့မမှန်ပါဘူးto ရဲ့ရှိက verb ကိုမူတည်ပြီးတော့ verb ing လိုက်ရတာလည်းရှိပါတယ်to ရဲ့ရှိက verb က commit look forward admit confess ဆိုတဲ့ verb တွေဖြစ်နေရင်เนาะto ရဲ့နောက်မှာ verb ing ကိုသုံးရပါတယ်နမူနာဝါကြလေးတွေရေးကြည့်ကြရအောင် The president is committed to improving healthcare သမ္မတကကျန်းမာရေးဆောင်ရွက်မှုလုပ်ငန်းမြင့်တင်ဖို့အခိုင်အမာကတိကဝတ်ပြုထားတယ် I look forward to hearing from you ငါမင်းစီကပြန်ကြားလာမယ့်ဟာကိုစောင့်မျှော်နေတယ် She admitted to stealing the money သူမကပိုက်ဆံခိုးယူကြောင်းဝန်ခံခဲ့တယ် He confessed to cheating သူကလိမ်လည်ကြောင်းဝန်ခံခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်တွေရှိပါတယ်အလားတူtoရဲ့နောက်မှာ verb ing သုံးရတဲ့နောက်ထပ် verb တချို့လည်းရှိပါသေးတယ်ဘုဒ္ဓတာပြည့်မျှဝေခြင်းဖြစ်ပါတယ် Good luck to you all